ဗျာဒီပေါ့နော်လက်ရှိပွဲစဉ်တွေမှာတော့စက်တိုက်တွေပေါက်ကြမယ်လို့ထင်ပါတယ်ဒီနေ့18ရက်နေ့အတွက်လဲကျွန်တော်အကောင်းဆုံးလေးကိုစူးစမ်းပြီးတော့ဒီ site ကလေးနဲ့ရွေးခွက်လေးတွေကိုပြပေးထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားမျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြည့်ရှုနေတဲ့တယောက်ချင်းစီတိုင်းက like and subscribe လေးမနှိပ်ရသေးဆိုရင်နှိပ်သွားပေးကြအောင်တောင်းဆိုပါတယ်ကျွန်တော်ရဲ့ channel လေးကတော့ပေါက်ဖို့ရနှောင်းပါတော့85-80ရာခိုင်နှုန်းလောက်တော့အမြဲရှိနေတဲ့ channel လေးတစ်ခုဖြစ်တဲ့အတွက်မိတ်ဆွေတို့အရင်ဒီ previous video တွေအကုန်လုံးပြန်ဖန်ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်အပေါ်တွေပြောနေရမှာမဟုတ်ပါဘူးဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါโอเคဒါဆိုတော့ကျွန်တော်စလိုက်ရအောင်ပေါ့နော်ကျွန်တော်ဒီနှလုံးပေါင်းခြင်းတီ3ရဲ့နှစ်ခတ်တင်535ဆိုတာဒီ3ခုလို့ပြီးတယ်ဒီနှလုံးပေါင်းခြင်း3နှစ်ခတ်တင်535ဆိုတာ45လို့ပြီးတယ်ဒီနှလုံးပေါင်းခြင်းတီ8နှစ်ခတ်တီ18ဆိုရယ်သူ site အတိုင်းဆိုဒီမှာပေးအောင်မယ်ပေါ့နော်ဝမ်းညွန့် site လေးอ่ะဒါဆိုရင်ကျွန်တော်နောက်တစ်ခုကိုကြည့်လိုက်ရအောင်ဗျနောက်တစ်ခုကကြာကျွန်တော်ကဒီတစ်လုံးနှလုံးပေါင်းခြင်း3ညရဲ့နှစ်ခတ်တီခွန်3ညဆိုတာ3ခုလို့ပြီးတယ်ဒီတစ်လုံးနှလုံးပေါင်းခြင်းတီ3နှစ်ခတ်တီ5ဆိုတာဒီ45လို့ပေးထားတယ်ဒီအပေါ်ကလည်းဝင်နေပေါ့နော်ဒါကျွန်တော်က site တူလေးပြလိုက်တာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဗုဒ္ဓဟူးနေ့အတွက်ဆိုရင်ဒီ3လုံးပေါင်းခြင်းတွေ4ရဲ့နှစ်ခတ်တွေနဲ့4နှစ်ဆိုတဲ့ဝမ်းခြင်းကသူ့ site မပြတ်သေးဘူးဆိုရင်4နှစ်လို့ဒီမှာပေးအောင်မှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကခုနရခဲ့တာဒီ8ရခဲ့တာဒီ4နှစ်โอเคဒီထဲမှာဆိုရင်ကျွန်တော်ကြိုက်တဲ့အကွက်က3ကွက်ပဲရှိတယ်28ဆိုတာတစ်ကွက်ရှိတယ်48ရှိတယ်4တက်ဆိုတဲ့တစ်ခွက်ပေါ့နော်ဒါတစ်ခွက်ကတော့ဖြောက်လိုက်ပြီဒါတော့ဒီတိုင်းတွဲမှဆိုရင်ဒီလေးကိုကြိုက်တယ်ပေါ့နော်ဒါဆိုရင်သူလည်းနောက်ထပ်တွဲမှဒီ933ညာ9ကလည်းအရင်မြုပ်နေတာပြကျွန်တော်မလွှတ်ရဘူးပေါ့နော်โอเคဒီ933ညာနဲ့ဒီ4လုံးနဲ့ကမိတ်ဆွေတို့ကကြိုက်တဲ့အလုံးနဲ့လည်းတွဲလို့ရတယ်လို့ကျွန်တော်ကြိုက်တာဒီရှစ်ကြိုက်တယ်ဒါမိတ်ဆွေတို့မှလည်းမိတ်ဆွေတို့အားကိုးတဲ့ဆရာကြီးရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါဒီလေးလုံးနဲ့မိတ်ဆွေတို့ထုတ်ပြီးတော့အကွက်မများအောင်ပြောခြင်းဖြစ်ပါတယ်9ချစ်ဆိုတာတစ်ကွက်ကြိုက်တယ်ပြီးရင်9တက်ဆိုတာတစ်ကွက်ပေါ့နော်ဒါဆို2ကွက်ပြီးရင်ကျွန်တော်တို့ကဒီ3တက်ဆိုတာတစ်ကွက်ထည့်မယ်3ကွက်ဖြစ်သွားပြီပြီးရင်ဒီမှာ3ညပေါ့နော်3ညနဲ့ဆိုရင်ကျွန်တော်40 20ပေါ့နော်ဒါဆိုတော့ကဏ္ဍ9ခွက်လောက်ဖြစ်သွားလားမသိဘူးပေါ့နော်โอเคဒါကတော့ဖြစ်နိုင်ခြေကိုပြောတာပါဒီကောင်နဲ့တွဲနိုင်ခြေရှိရပေါ့နော်ကျွန်တော်ကတော့ကစားမှာဒီ main ဒီ3ခွက်ကိုကစားမယ်ပြီးလို့ရှိရင်ဒီထဲကဟာနဲ့မနေ့ဖြန်မှာကျွန်တော်ထပ်ပြီးတော့ stock လာမှာထပ်ရှိတ်မယ်ပေါ့နော်ဒါ3ခွက်ကတော့ main ပေါ့နော်အဲ့လိုလေးပေါ့နော်933ညနဲ့ဒီထဲကြိုက်တဲ့အလုံးကတ်ပါမိတ်ဆွေတို့အဲ့ဒါတော့ကျွန်တော်ဘယ်ကောင်ကတ်လို့အကြမ်းမပေးချင်ဘူးပေါ့နော်ဒါရန်ဖြစ်တဲ့အတွက်မိတ်ဆွေတို့ကြိုက်တယ်လို့ကတ်လို့ရတယ်โอเคအားလုံးဒီနောက်ဗီဒီယိုမှာတော့ကျွန်တော်ညနေဗီဒီယိုတော့မဟုတ်ဘူးပေါ့နော်နောက်တစ်ပတ်အကောင့်ဖြစ်မှာပေါ့နော်ကျွန်တော်အရန်ဒီတစ်ပတ်ကို9ကြိမ်လောက်ပေါက်တဲ့ထိုင်းဘူရမယ်ကတ်လေးတစ်ခုကိုကျွန်တော်စုံစမ်းထားပါတယ်ကျွန်တော်တင်ပေးမယ်ပေါ့နော်ဒါကြောင့်မလို့ subscribe မနှိပ်ရသေးဆိုရင်နှိပ်သွားပေးပါ like မနှိပ်ရသေးဘူးနှိပ်သွားပေးပါအားလုံးအဆင်ပြေရှုံးပေးကြပါစေဗျ